ဒီစာကြောင်းလေးကအရန်လဲလှတယ်လို့ရန်လဲအတိတ်ပဲရှိရနော်ငါလိုချင်တဲ့အရာအလုံးကမြေကြီးပေါ်မှာလို့ပြောတာမဟုတ်ဘူးကွာသူကဒီနေရာမှာ on the ground နဲ့ in the sky ဆိုပြီးနှစ်မျိုးရှိတယ်ကွာ in the sky ဆိုတာကတော့မိုးပေါ်မှာလို့ပြောတာမဟုတ်ပဲနဲ့လူတစ်ယောက်ရဲ့လိုချင်တတ်မှတ်မှုတွေငွေကြေးကုန်ပကသနာအောင်မြင်မှုစတဲ့အရာတွေကိုပြောတာကွာဆိုတော့ on the ground ဆိုတာကတော့ချစ်ချင်းမြတ်တာတွေကျင်နာမှုတွေနှွေးထွေးမှုတွေကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိသားစုစသဖြင့်ဒီလိုအရာမျိုးတွေကိုကြတော့ on the ground လို့ခေါ်ရကွာဆိုတော့ everything I needed on the ground ဆိုတာကတော့ငါလိုချင်တဲ့အရာတွေကချစ်ချင်းမြတ်တာတွေနှွေးထွေးမှုတွေစတာတွေကိုပြောတာပါလေစာကြောင်းတစ်ကြောင်းထဲမှာတွဲပြီးတော့သုံးရမယ်ဆိုရင်တော့ to be happy we don't need something high the things on the ground are enough ပျော်ရွှင်မှုအတွက်ဂုဏ်တွေငွေတွေပကသနာတွေမလိုပါဘူးချစ်ချင်းမြတ်တာတို့နှွေးထွေးမှုရှိနေရပါပြီလို့ပြောချင်တဲ့သဘောပါကြိုးရှိမယ်ဆိုရင်ဗီဒီယိုကို like လုပ်ခဲ့နော်ကိုသိချင်တာလေးရှင်းလဲ comment မှာမှန်သွားလို့ရတယ်ကျွန်တော်ဒီစား research လုပ်ပြီးတော့ပြန်ပြောပေးမယ်ကျွန်တော်ကတော့ English tips and trick guide ရောမှာ